အားလုံးပဲမင်္ဂလာပါ K1 Gaming Channel လေးကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတုံးငန်းနေလာပြီးဖြစ်တဲ့အတွက်ကျွန်တော် Advanced Server မှာတွားပြီးတော့ဖောက်ပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် Diamond 250ဖြစ်ရမယ်ပေါ့နော် Diamond 250ကိုကျွန်တော်က Advanced Server မှာဖြစ်နေတာဖြစ်တဲ့အတွက် free ဝယ်လို့ရပါတယ်အဲ့တော့ Diamond 250ကိုဝယ်လိုက်မယ်ပေါ့နော် Diamond 250ဝယ်ပြီးသွားပြီဆိုရင်တုံးငန်းနေရဲ့ဒီ WeChat အရာပေါ့နော် Diamond 250သုံးရမယ်အဲ့တော့ပထမဆုံး first time အနေနဲ့ကျွန်တော်ဒီမှာပဲဖောက်လိုက်မယ်ပေါ့နော်132လုံးဘာတွေပေါက်သွားမလဲညီကိုတစ်ချက် show လိုက်မယ်ပေါ့နော် okay ဘာပေါက်မှလဲဘာပေါက်မှလဲ okay ပဇာနာကြီးပေါက်သွားရပေါ့နော်အဲ့တော့ကျွန်တော်မှလည်းရှိပြီးသားဆိုတော့ကျွန်တော်ဒီတုံးကန်အသေးလေးပဲပြန်ရတယ်ကျန်တဲ့ကျွန်တော် Diamond 100ကျော်ကိုတော့ကျွန်တော်ဒီ Collector Skin ဖောက်နေတာဖြစ်တဲ့အတွက် Collector Skin မှာပဲတွားပြီးတော့တုံးလိုက်တော့မယ်ပေါ့နော်အဲ့တော့ဘလောက်ပဲရရပေါ့အခုဆိုရင်ကျွန်တော် Collector Skin ဖောက်နေတာကလည်း900တော့ကျော်သွားပြီပေါ့နော်ဒီမှာကျွန်တော် Diamond 150သုံးလိုက်မယ်ဆိုရင်ကျွန်တော်250 WeChat ပြည့်သွားပါပြီအဲ့တော့ကျွန်တော်ဒီမှာ150သုံးလိုက်ပါမယ်အဲ့တော့150လည်းသုံးပြီးသွားပြီဆိုတော့ကျွန်တော်သွားပြီးတော့တုံငန်လေးတွေကိုယူပါမယ်တုံငန်အားလုံးပေါင်းဘလက်ကက်ဘနက်ကက်ရတာလဲပေါ့နော်တစ်ချက် show လိုက်မယ်အဲ့တော့တုံငန်ကတော့16ကက်ရတယ်ပေါ့နော်အဲ့တော့တုံငန်16ကက်ကိုကျွန်တော်ယူလိုက်ပါမယ်အဲ့တော့တုံငန်16ကက်ရရဲ့အပြင်မှာကျွန်တော်ဟိုမှာဆိုရင်တကက်ရအောင်ပဲပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ကြော်လိုက်ပါတယ်အရင်ဆုံးတန်တော်လေးနဲ့ဆွဲလိုက်မယ်ညီကိုတို့ဘာတွေပေါက်သွားမှာလဲတစ်ချက် show လိုက်မယ်ညီကိုတို့ဟုတ်လားဘာကြီးပေါက်သွားမှာလဲဘာကြီးပေါက်သွားမှာလဲโอเคဟုတ်ပြီဟိရကြီးဟာဘာမှမပေါက်ဘူးဟိရကြီးပကီတို့ normal skin ကြီးပေါက်သွားတယ်ပေါ့နော်နောက်ပြီးတော့ Gucci ရဲ့ကျွန်တော်ဒီ Bino skin ကိုလည်းပေါက်သွားတယ်အဲ့တော့ Gucci Bino skin ကဘာမှတော့အသုံးတော့မဝင်ဘူးပေါ့နော်ကျွန်တော်လည်းမကြိုက်ဘူးဟိရကြီးဘင်ကိုကဘလို့တန်းသွားလဲငါတော့မသိလိုက်ဘူးပေါ့နော်ဘင်ကိုနံပါတ်9ကိုရပါတယ်အဲ့တော့စူတောင်းသူကလည်းဘယ်လောက်လဲမသိကြပါဘူးပေါ့နော်โอเคနောက်ထပ်ကျွန်တော်1 door နဲ့ပဲကျွန်တော်ဆက်ပြီးတော့သွားလို့ရတော့မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တန်တော်မပြည့်ရဲ့အတွက်ကျွန်တော်1 door စီပဲဖောက်မယ်โอเค Granger ရတယ်ဒါပေမဲ့ရှိပြီးသားကြီးဖြစ်နေတယ်ပေါ့နော်နောက်တစ်ချိန် let's go သားတို့ဘာပေါက်သွားမှလဲကန်ကောင်းပြီးတော့ lucky box လေးဘာညာလေးပေါက်သွားရင်တော့လည်းအများကြီးကန်ကောင်းတာပေါ့နော်โอเคလောဆယ်အချိန်တွေမှာတော့ဘာမှကိုမပေါက်ပါဘူးလို့တားကြီးတို့ရေဟေ့ရရေရှိပြီးသားကြီးပဲပြန်ပေါက်နေတာပါလို့စကင်လေး200လောက်ရှိတာကွာမင်းတို့ကရှိပြီးသားကြီးပြန်ပေါက်တာကြီးကြတော့မပျော်တော့ဘူးလေအဲ့လောက်ကြီးကြဟုတ်လားโอเคပါဟုတ်တယ်ဟေ့ရရေရှိပြီးသားတွေပဲပြန်ပေးနေတာတားကြီးတို့ရေလောက်ကြအောင်ဟာဟုတ်တယ်ဟေ့ရရေတကယ်ရှိပြီးသားတွေကြီးပဲပြန်ပေးတာဟေ့ရရေโอเคဟုတ်တယ်ဟေ့ရောက်ကြီး emote ပဲပြန်ပေးတာပါလေဟေ့ရောက်ကြီးပျော်တာပေါ့လို့ပျော်တာပေါ့အဲ့လောက်ကြီးကြတော့ဟမ်ဟုတ်တယ်နှောက်တစ်ချိန်ဘာပေါင်းမှလဲဘာပေါက်မှလဲဟေ့ရောက်ကြီးပကီတို့ခုနှစ်ကပေါက်ပြီးသွားပြီလေဘာလို့ပကီတို့ကြီးပြန်ပေါက်တာလဲလို့ဟာဟေ့ရောက်ကြီးโอเคနောက်တော့ပေါ့နော်โอเคနောက်ဆုံးတော့လေ lucky box လေးပေါက်သွားမလားဆိုရင်လည်းပဲမပေါက်ပါဘူးခင်ဗျာအဲ့တော့ကုံသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ညီကိုတို့လည်းဘာတွေပေါက်ကြလဲကျွန်တော်ရဲ့ YouTube channel လေးကိုလည်းညီကိုအနေနဲ့ subscribe မလုပ်ရသေးရင်လုပ်ပေးကြပါဦးအားလုံးချစ်ပါတယ်